ကိုနှုံသုံးကြပါနော်တောင်းပန်ပါတယ်ကိုနှုံလေးသုံးကြပါဒီနေ့တော့အထူးတလဲမှားခြင်းတဲ့စကားကတော့ကိုနှုံလေးသုံးကြပါလို့မှားခြင်းတာပါအိမ်မှာလည်း18နှစ်ကျော်ပြီးသားကလေးရှိတဲ့အတွက်ကြောင့်မို့လို့လှမ်းပြီးတော့မေးပြီးသွားပါပြီဒီနေ့ဘယ်သွားမှလဲလို့မေးတယ်မေးတော့သူ့ကိုလာပြောင်းနေရလားဟာသားလာလုံးနေရလားရေးစားမရှိတဲ့လူလာပြီးတော့နှိမ်တာလားအဲ့လိုဆိုတော့ဟဲ့နေရရောလို့ဆိုပြီးတော့ကျမဘက်ကမလှည့်လာပါနဲ့ကျမတို့ကိုနှုံနဲ့တော့မရင်းနှီးပါဘူးရှင်ကျမဘဝမှာလည်းကိုနှုံဆိုတာကိုအပြင်မှာတစ်ခါတော့မြင်ဘူးတယ်ထင်ပါတယ်ရှင်အဲ့တော့နေကဘာမှမလုပ်လို့လားဘာရေးစားပိုင်မရှိဘူးလားဆိုရှိပါတယ်ရှင်ရှိပါတယ်ကျမတို့ခေတ်တွေတော့ ZRTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကိုနှုံသုံးကြပါနော်တောင်းပန်ပါတယ်ကိုနှုံလေးသုံးကြပါဒီနေ့တော့အထူးတလဲမှားခြင်းတဲ့စကားကတော့ကိုနှုံလေးသုံးကြပါလို့မှားခြင်းတာပါအိမ်မှာလည်း18နှစ်ကျော်ပြီးသားကလေးရှိတဲ့အတွက်ကြောင့်မို့လို့လှမ်းပြီးတော့မေးပြီးသွားပါပြီဒီနေ့ဘယ်သွားမှလဲလို့မေးတယ်မေးတော့သူ့ကိုလာပြောင်းနေရလားဟာသားလာလုံးနေရလားရေးစားမရှိတဲ့လူလာပြီးတော့နှိမ်တာလားလို့အပြောခံလိုက်ရလို့သူတို့လည်းနှမိုးဆိုရင်ရှိတယ်ဆိုလို့ရှိရင်တတိပေးမလို့ပါကိုနှုံသုံးမို့ပါကိုနှုံသုံးမို့မပြောရပါဘူးကိုစိတ်ထဲမှာလူပြိုလေးတွေလို့ပြိုလေးတွေလို့ပဲကိုကလေးတွေကိုထင်တာပေါ့နော်ထင်ချင်တာပေါ့နော်ဒါပေမဲ့အခုခေတ်ကအရန်ကိုမအန်နေအရန်ကိုများနေတာမို့လို့ကိုနှုံသုံးဖို့ပဲကလေးတွေကိုမှားမယ်ကြက်နာတားလို့မရအောင်နှုတ်ပြင်းထွက်နေလို့လည်းတားလို့မရအောင်နှုတ်သွားမချိန်တွင်းနေလို့လည်းဘလို့မှတားလို့မရဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုနှုံသုံးပေးပါကိုနှုံလေးသုံးပေးပါလို့ပဲပြောချင်ပါတယ်အဲ့လိုဆိုတော့ဟဲ့နေရရောလို့ဆိုပြီးတော့ကျမဘက်ကမလှည့်လာပါနဲ့ကျမတို့ကိုနှုံနဲ့တော့မရင်းနှီးပါဘူးရှင်ကျမဘဝမှာလည်းကိုနှုံဆိုတာကိုအပြင်မှာတစ်ခါတော့မြင်ဘူးတယ်ထင်ပါတယ်ရှင်အဲ့တော့နေကဘာမှမလုပ်လို့လားဘာရေးစားပိုင်မရှိဘူးလားဆိုရှိပါတယ်ရှင်ရှိပါတယ်ကျမတို့ခေတ်တွေတုန်းကရေးစားတယောက်ထားပြီးလို့ယောက်ျားတယောက်နဲ့ပတ်သက်ပြီးလို့ပေါ့နော်ပြက်ပြီးဟေးဆိုလို့ရှိရင်ကျမတို့က10နှစ်လောက်9နှစ်လောက်ငြိမ်ကျသွားတာမထားတော့ဘူးထပ်ပြီးတော့စွတ်ကဲမထားဘူးငြိမ်ကျသွားပြီးတော့မှနောက်ထပ်တယောက်လောက်ကိုဆက်ထားတာတကယ်လို့50နှစ်မခွာဘူးဆိုတော့မှ2နှစ်3နှစ်တော့4နှစ်တော့ခွာကြသေးတယ်တယောက်နဲ့တယောက်ကြားမှာလေအခုခေတ်လိုမျိုးဟို2လနေတယောက်6လနေတယောက်လွယ်မချိန်ဘူးရှင်အဲ့လိုမျိုးနည်းနည်းတော့နှစ်ကလေးနဲ့ချီပြီးတော့ခြားကြသေးတယ်ဒီလောက်ထိလည်းအရင်မလွယ်ကြဘူးပေါ့နော်ရေးစားတယောက်နဲ့တွဲလိုက်တိုင်းလဲဟိုဒီကိစ္စကြီးကပါလာတာမျိုးလည်းမဟုတ်ဘူးလေနော်အရင်နှစ်ကြလေးတွဲတော့မှဒါဒီလိုကိစ္စလေးတွေမလွတ်နိုင်မကိန်းနိုင်လေးပါလာတာမျိုးပဲရှိတာစွတ်ကဲမရှိဘူးလေအခုခေတ်ကျတော့နည်းနည်းစိတ်ပူရတယ်အခုခေတ်ကလေးတွေမှာतू က16နှစ်ပဲရှိသေးတာဒါမှမဖြစ်နိုင်ပါဘူး19နှစ်ပဲရှိတာဒါမှဖြစ်နိုင်ပါဘူးလို့ဘလို့မှတွေးလို့မရဘူးခုခေတ်မှာတော်တော်ကိုအန်ရများနေပြီဟိုဇရာတွေနဲ့တွားပြီးတော့အရင်တော့ဆိုရင်ဇရာနဲ့တွားပတ်သက်မိမှာဒီယောဂါဆိုတာတွေကပါလာတာအခုခေတ်မှာအဲ့လိုမဟုတ်တော့ဘူးမိကောင်းဖခင်သားသမီးလေးတွေမှာဒီယောဂါတွေကဖြစ်နေပြီကိုယ့်အိမ်ကကလေးတွေမှာလည်းဖြစ်နေနိုင်တယ်အဲ့ဒါကြောင့်မလို့ကိုယ့်အိမ်ကကလေးတွေကိုလည်းဟိုမထင်ရပါဘူးဒီစကားကိုပြောလည်းပြောရပါဘူးကိုယ့်ရန်ကလေးတွေကိုလည်းလှမ်းပြီးသတိပေးပြအောင်ပေးပြီးတော့ပါပြီအားကြောင့်မလို့ line ပေါ်ကလေးတွေကိုသတိပေးခြင်းဖြစ်ပါတယ်အတူတူပေါ့နော်ကိုလည်းကာဝယ်မယ်ကလေးတွေလည်းကာဝယ်ကြပါလို့နော်ဘာလို့လဲဆိုတော့တို့တွေက single တွေဖြစ်နေကြဆိုတော့လေကိုဆိုလို့ရှိရင်တဘွားစာလုံး single ကြီးဆိုတော့စစရဲ့အားလုံးသတိထားရပါတယ်ရှင်ပြီးတော့အခုခေတ်ကလေးတွေကလေအခုခေတ်ယောက်ျားလေးတွေရဲ့ချစ်ပုံချစ်နည်းရလေသူတို့ရမှာသူတို့မှာပေးဆက်ခြင်းတွေပါရရှားတယ်သူတို့ရမှာနော်ဟို Valentine Day ပေါ့နော်လက်ဆောင်လေးပေးဖို့တော့မှဒီကောင်မလဲသူ့ကိုပြန်ကြိုက်နိုင်ကြရှိမှလက်ဆောင်ဆိုတာကိုသူတို့ကပေးချင်တာနော်အဲ့လိုမျိုးတွေကရှိသေးတယ်ကျမတို့ခေတ်တွေတော့ဆိုအခုလောက်ကြီးအမြန်ဆုံးမတွက်ကြဘူးဟိုညီမ2ယောက်ရှိတဲ့အခါကျတော့လေလမ်းဘေးမှာဆိုင်ရဖွင့်ထားတာကွာစီဆိုင်ဖွင့်ထားပါတော့လမ်းဘေးမှာစီဆိုင်ဖွင့်ထားတာဆိုတော့လေ Valentine Day နေ့မနေ့မိုးလေးလုံးအိမ်ကနေပြီးတော့ထွက်လာပြီဆိုလို့ရှိရင်ဆိုင်တကားလေးကဟာနေရနည်းနည်းဟိုအပေါ်ကနေလို့ဆွဲလိုက်ဟာနာလေအဲ့ဆိုင်တကားကိုဖွင့်လိုက်ပြီးဟေးဆိုတာနဲ့ဟိုဗာလဲချောကလက်တွေပန်းစည်းတွေကလေပြိုတောင်ကြတယ်အပုံဖြစ်နေလို့ပြိုတောင်ကြတယ်ဘသူပေးလို့ပေးသွားမှလည်းမသိဘယ်ဟွာပေးလို့ပေးသွားမှလည်းမသိကိုလည်းသူတို့ဘာမှပြန်ပေးစရာမလိုဘသူမှမသိတာသူတို့မျက်နှာကိုသိစေခြင်းတဲ့လူကြတော့မှတက်တလိုင်းလာလိုက်မယ်သူတို့နိုင်လေးတွေပါလေးနဲ့တမိုးကြီးတာလေးပေါ့အဲ့ဒါလေးတွေကကြတော့တက်တလိုင်းလူလာပေးတာလေးတွေရှိတယ်ဟိုတက်တလိုင်းမဟုတ်တဲ့လူတွေကြတော့အဲ့လိုမျိုးပေါ့နော်ဘယ်လိုလဲဒီဆိုင်မှာအပြိုရှိတယ်ဒီဆိုင်မှာကောင်းမလေးရှိရဆိုလို့ရှိရင်တို့ကလည်းနှလုံးသားတွေကအရန်ကိုကျေပြန့်တယ်ကြီးမာတယ်အဲ့လိုမျိုးလေးပန်းစီလေးနဲ့ချောကလက်လေးနဲ့ဟိုတို့လည်းဥမာပေါ့10ယောက်သူ10ယောက်အဲ့လိုမှန်းလိုက်မှာပေါ့10ယောက်စာဝယ်လိုက်မှာပေါ့ဒီဇိုင်းတော့ဆိုပြီးအမဆိုင်နေဆိုတော့လေပေးသွားနေမှာပေါ့နော်ကိုရီလည်းရရည်လည်းပြောရဲတို့ပေးရည်လည်းပီတိဖြစ်တယ်တယောက်မျက်နှာလည်းတယောက်မသိရဘူးအေးရောတို့ကလည်းကိုယ့်စီကဘာမှပြန်မလို့ခြင်းကိုလည်းတို့ဘာမှပေးကြမရှိဘူးအခုခေတ်အဲ့လိုမရဘူးမလေးတခုလိုခြင်းတခုပေးဆက်တယ်ရှင်တို့အချစ်တွေကပြောလိုက်ရင်တော့ရှင်တို့လှုပ်ချစ်တတ်တာလည်းရှင်တို့ပဲကျမတို့ခေတ်ကလမ်းကြုံ Valentine Day မှာ
ဆိုင်ထဲကိုလက်ဆောင်ထည့်ပေးသွားတဲ့ဘဲကြီးတွေတော့တောင်းရှင်တို့ရဲ့အချစ်ကမမိဘူး ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်